ကဲတော့ကျမလည်းဘာအတမ်းမှမသွင်းမဲ့နဲ့ဒီတိုင်းပဲတင်နေတာဒါပေမဲ့ကျမဘာလုပ်နေလဲဆိုတာရှင်တို့မသိမှာဆိုလို့ဒီနေ့တော့အတန်ကိုထပ်ပြီးသွင်းလိုက်တယ်ပေါ့နော်ကျမဘာလုပ်နေလဲဆိုတာအားလုံးသိပါပြီဆိုတော့ဒီနေ့ကျမအတန်လေးမှာဘာတော့ပဲနဲ့ဗီဒီယိုပဲတက်တင်မှာဖြစ်ပါတယ်ဒါလေးကတော့ဘေးပေါင်အနာကော့ရွှေရောင်လေးသုံးပြီးတော့အလယ်မှာဆာကူရာပန်းနဲ့ဆောင်းမွေးသက်တွေပါဝင်တဲ့ဒီဇိုင်းလေးလုပ်မှာဖြစ်ပါတယ်ဂျပန်ကနေပြီးတော့ကျမတို့တကူရက်ကချက်ကြွေပို့ပြီးတော့မှာယူအားပေးတဲ့ညီမလေးစိတ်မပြတ်ရအောင်အကောင်းဆုံးစူးစမ်းပေးထားပါတယ်ရှင်ဒီညီမလေးမဟုတ်ပါဘူးကျမစီမှာအပ်တဲ့တူတယောက်ချင်းစီတိုင်းရဲ့စိတ်ကြိုက်ဒီဇိုင်းကိုပုံဖော်ပေးဖို့အတွက်ကျမအပြေအဝအားထက်ပြီးတော့စူးစမ်းလေးရှိပါတယ်ဒါလေးကကျတော့သူပြောတဲ့ဆာကူရာပန်းစတီကာကိုမသုံးချင်လို့ကျမစီမှာရှိရဲ့ပန်းချောက်ကိုဆာကူရာပန်းနဲ့အစင်တူဆုံးဖြစ်အောင်တစ်ခွချင်းစီကိုအချိန်အကြာကြီးဖြစ်အောင်ထပ်ထားတဲ့ပုံလေးဖြစ်ပါတယ်အောက်ခြေနားမှာကျတော့ဘလင်းမင်းလေးကိုလည်းပန်းအောင်အဖက်လေးတွေတုံးထားတာဖြစ်ပါတယ်ရှင်ဒီပန်းလေးတွေကနောက်ထပ်လာရှာရင်မရှိတော့ဘူးဒီညီမလေးအတွက်တုံးလိုက်တာကုန်သွားပါပြီကျမလည်းအခုမှသိရဂျပန်မှာချက်ကြွေကိုဒီတိုင်းပဲပေးရတယ်အားမို့ကျမအသေးပုံမိုးလေးလောင်းပြီးတော့ထပ်ပေးထားတယ်ပြီးတော့လက်ပတ်ရဲ့စစ်တန်လေးရဲ့ပြီးတော့သူကဆောင်းငွေတန်းမို့လို့တိမ်ဖြူလေးတွေဆောင်းအပွက်ပုံစံစတစ်ကာလေးတွေနာမည်လေးကလည်းဆောင်းရည်နှင်းတဲ့ကွယ်အရောက်မှဆရာကောင်းပါတယ်ဖေဖေနဲ့မမေနဲ့ခွဲခန်းထဲမှာရိုက်ထားတဲ့ပုံလေးရဲ့မိမိလေးပုံရဲ့ဗတိကိတ်ပုံရဲ့သုံးပုံကိုအလှဆုံးဖြစ်အောင်ထပ်ပေးထားပါတယ်ဒီလေးတွေကကြတော့ကျမကပထမမှာအရှိနောက်ပါပေါ့နော်မချိန်မိပဲထက်မိလို့ဒါလေးကကြတော့နည်းနည်းလေးအရှိနောက်ပြန်ရွှေ့လိုက်ရတာမို့နဲ့လေအချိန်ပိုကြာသွားတာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့အောက်ကကျတော့သူတို့ဂျပန်မှာသုံးတဲ့ဒိတ်ပေါ့နော်မြန်မာနိုင်ငံကမခေါ်တဲ့အခေါ်မတူတဲ့ဒိတ်လေးထည့်ထားပါတယ်ပြီးတော့အချိန်လေးကိုလည်းချစ်စရာကောင်းအောင်logo အသစ်လေးထည့်ပေးထားပါတယ်ပြီးလို့ရှိရင်တော့ပေါင်ချိန်ပေါ့နော်ပေါင်ချိန်ကိုလည်းသူတို့စီမှာကျတော့3638 gram အောင်ထွက်တယ်တဲ့ကျမတို့စီမှာဆိုရင်ဘယ်လောက် kg ဘယ်လောက်အောင်စားပါတော့เนาะပြီးတော့အရက်လေးလည်းပါတယ်အရက်ကကြောင့်49 cm ပေါ့เนาะပြီးတော့ဘေဘီလေးနဲ့လိုက်ဖက်မဲ့အယုတ်လေးထည့်တယ်ပြီးတော့ထုံးစံတိုင်းကျမဒါအချောတက်ဖို့အတွက်customer ညီမလေးကိုပုံပို့တယ်သူကကြိုက်တယ်ဆိုမှနောက်ဆုံးပိတ်အပေါ်ကနေအထူအုပ်ပေးထားပါတယ်ရှင်ကဲအခုဒီဇိုင်းလေးကကြတော့ရှင်တို့တော့မသိဘူးကျမတော့အရန်အောင်မှကြိုက်တယ် customer ညီမလေးလည်းကြိုက်တယ်ဘောင်းလည်းအထူကြီးသုံးပေးထားတယ်ဂျပန်ထိပို့ပေးမှာမို့လို့ packaging ကိုလည်းတေချာထည့်ပေးထားပါတယ်ဒါလေးကကြတော့ဘေးပေါင်အထူကြီးမှာရွှေရောင်အနာကော့နဲ့အလဲမှာကြတော့အဖြူနဲ့ဆာကူရာပန်းအယောင်လေးတွေအဓိကထားသုံးပေးထားတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်ရှင်ဒီဒီဇိုင်းလေးကတော့ကျမကအထူးပြုတ်လို့ပေးထားတာမို့လို့ဈေးကို8000ခွဲယူထားပါတယ်ရှင်ဒီလိုလေးအချင်တယ်ဆိုတော့ကျမကိုဆက်သွယ်စုံစမ်းမြန်လို့ရပါတယ်